ထွေးကိုမှတ်မိရလား6နှစ်လောက်ဝေးသွားရုံနဲ့နေချင်းတွေဝန်မမိခင်ကဆိုင်ရောကိုမင်းရဲ့နောက်ဆုံးပြီးဆိုင်ထုတ်ပြီးကြည့်လို့လိုက်တယ် ကိုနေတော့ကြာသွားတာ sorry ပါထွေးရုံပြန်တဲ့ကိုယုံလေလာခဲ့ပါဦးထွေးတွေ့ရလဲကြာပြီ ကိုလေးမောင်တို့တတိယနေဒီနာခေ လာပြောင်းလာခဲ့နော် ဒီပါလာခဲ့ပါ ခဲအဲ့ဒါကိုတော့ပြီ ဟယ်လိုမိတ်ရှိပါ ။အော်အဲ့ဒီလား။ကျွန်တော်ပါဆိုင်းညော်မှာမြတာလေးနဲ့စကားပြောချင်လို့ ။အော်အေးသားဒါဆိုခဏကင်တာနော်။သမီးကိုခေါ်ပေးမယ်။သမီးရေသမီးဟိုဒီမှာဆိုင်းညောင်ဖုန်းဆက်နေတယ်။သမီးနဲ့စကားပြောချင်လို့တဲ့ လာပြီလေလာပြီဆိုင်ရောဘာပြောမလို့လဲ မြတာလေးကိုဒီနေ့အထွေးလူမမီအားသူ့ဘောကိုတော့ပို့တယ် ဟဲဟုတ်လားဟိုအထွေးကိုတွေ့ခဲ့လာရင်အထွေးပြန်ရောက်နေမလား ။ဖြည်းဖြည်းပြောတော့မြတာလေးရဲ့မောနေပါမယ်။အေးဟုတ်တယ်သူပြန်ရောက်နေ ဟဲငါသူ့ကိုတွေ့ချင်လိုက်တာ ။နင်ဘာလို့အားသူ့ဘောကိုလာမပို့ရလဲ ငါလာမလို့ပဲမမေကလေငါ့ကိုမသွားရဘူးဆိုပြီးခြံတကားကိုပါပိတ်ထားတာ ။မြတာလေးရဲ့နင်ဘွားတကယ်မလွတ်လပ်ပါလား အထွေးဒီမျိုးကိုပြန်မြောက်တာ6နှစ်လောက်ရှိပြီအထွေးကငါတွေ့ချင်လို့ ။သူလည်းနင်ကိုတတိရပါတယ်တဲ့။သူမပြခင်တော့လင်းကိုလာတွေ့ဦးမှာပါ အထွေးကသတိရတယ်ဆိုလို့ဝမ်းသာလိုက်တာသူတကယ်လာတွေ့ရင်တော့ကောင်းတာပေါ့ ။ငါသူနဲ့ထပ်တွေ့ရင်အဲ့ဒါလေးကိုတော့တွေ့ပါဦးလို့ငါပြောလိုက်ပါမယ်။ဒါပဲတော့မြတာလေး အေးအဲ့ဆိုဒါပဲနော် ။